ကျွဲအစီတီနဲ့ချုပ်ထားတဲ့လူပါကြရေးလေးဖြစ်ပါတယ်ဒီကျွဲစီတီကတော့ကျွန်တော်ကိုယ်တိုင်အယောင်ကောအသားကောအရန်ကြိုက်တဲ့ကျွေးစင်းလောက်တဲ့အယောင်အသားဖြစ်ပါတယ်ဒီကောင်ကမှော်ဘီမျိုးကမှာရတဲ့ customer ညီကိုရောရဲ့ order ဖြစ်ပါတယ်အတွင်းမှာစာထိုးလေးပါပါတယ်နော်အောင်ကိုဝင်းနဲ့ဖုန်းနံပါတ်လည်းပါပါတယ်ဖုန်းနံပါတ်စာ free ထိုးပေးပါတယ်ကျွန်တော်စီမှာပတ်စံရေးမှာလို့ရှိရင်ဖုန်းနံပါတ်စာ free ထိုးပေးတာဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော်စီမှာ2,300,000ကျပ်နဲ့ဝယ်ရရှိနိုင်တာဖြစ်ပါတယ်ရက်ချင်းလေးတွေစောင့်ပေးရတာဖြစ်ပါတယ် order တင်လိုပါက Viber နံပါတ်3994888838မှာ order တင်နိုင်ပါတယ်ခင်ဗျာအဖုံးပေါ်မှာတော့အကြည့်ကတ်အန်နဲ့ဘန်ကတ်က9နေရာထည့်လို့ရပြီးအရှိမှာတော့ဘန်ကတ်4နေရာစစ်ထောင်အိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖိုတန်ရှုံကိုရတာနဲ့စားစမ်းမြကိုစစ်ထောင်အိတ်ကနေလုံကျော်စွာထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ပုံမှန် size လေးဖြစ်ပါတယ်နော်ပုံမှန် size ဖြစ်တဲ့အတွက်ကြောင့်မလို့ဘန်ကတ်ကမျက်နှာချင်းဆိုင်နှက်ကတ်ထည့်လို့ရပါတယ်ကျွန်တော်ပတ်စံရွယ်90နဲ့ဖုန်းတစ်လုံးထည့်ပြထားပါတယ်တော်တော်လေးကိုမှ classic ဆန်တဲ့အိတ်ပုံစံအိတ်ဒီဇိုင်းလေးဖြစ်ပါတယ်နော်တော်တော်မိုက်တယ်အသားကလည်းအရန်ကိုမိုက်တယ်ဗျာဒီကောင်လေးနဲ့မှာမယ်ဟေးဆိုရင်တော့ကျွန်တော်စီမှာဥတဲ့လူရမှာဖြစ်ပါတယ်เนาะဒီကောင်လေးဆိုရင်နှလုံးစာလောက်ပဲရလောက်မှလို့ထင်ပါတယ်ခင်ဗျာအသားဖြစ်ပါတယ်